ဒီနေ့ကတော့အချစ်ဆုံးတငယ်ချင်းအပိုင်း1ဇလန်းလေးပေါ့နော်မလေးအထခြင်းပဲမဲ့လေအရာထမှာပဲရေချိုးအောင်မယ်ဒီနေ့ဟိုကောင်မနဲ့ငါချိန်ထားတာပဲရေလေးလဲလိုက်ပါမယ်နာအမလေးအေးနေရပဲအမလေးချွတ်ဒီအညီလည်းမစိုးချစ်စရာလေးဟိုကောင်မနဲ့စင်တူဝတ်မှာလေးအရင်ချစ်ဖို့ကောင်းတာပဲဟိုကောင်မတော့ချစ်ဖို့မကောင်းဘူးပေါ့ဟိုကောင်မအရင်နီးလေးဆိုတော့စပိန်နဲ့ပဲအရင်သွားဟိုလူကဘလို့တော့ထားလိုက်ပါသားမယ်ဟိုကောင်မအိတော့တွေ့နေရတယ်ကလင်းနေရလဲလာနေလာပြီလားဟုတ်တယ်ငါတို့ဒီနေ့စားတော့ဆိုင်သွားမယ်လေစားတော့ဆိုင်တော့သွားချင်ဘူးငါတို့ကအေးတယ်ဆိုလို့အေးညာပဲခုတလို့ခစားနေရဆိုင်သွားကြမယ်သွားမယ်လေသွားကြမယ်သွားမယ်သွားမယ်အရင်ဆုံးငါတို့ငါစပိန်တော့ထားလိုက်ပါမယ်နေရတော့နောက်ကနေပြေးလိုက်ဟုတ်တာပေါ့ငါတက်မယ်ဘာဖြစ်လို့နေကားပေါ်ရှောက်တက်နေရလဲနေပါဦးငါစိမ့်မနေအောင်ငါတော့ခမ်းမိသွားလို့ညာလဲတဲရပဲငါတော့ချင်လို့ငါမနေ့ကမှအစ်စ်ဝယ်လာတဲ့ကားလေးအမေညကားပေါ်တော့မှတက်လိုက်တယ်ဒီနေ့ငါတို့တွေအရင်လာနေပါလားမလာရရက်ဒီဘယ်နည်းရှိလို့လဲလေဟုတ်တယ်ငါတို့နေ့တိုင်းလာနေရတယ်ဟုတ်တယ်ဟုတ်ကဲ့မဒီနေ့ရောက်သေးပါဝဲ